ကိုကိုလာဆဲလို့ရှင်အေးသူဆဲတာငါကပ်ပါတာမှတ်လို့နားမထောင်ဘူးဒီဘက်နားကဝင်လာရင်ဟိုဘက်နားကထွက်တယ်အတိမတ်မပြုတ်ဘူးအတိမတ်မပြုတ်ပဲနေလိုက်လို့ရှင်သူဆဲလို့အားရရင်သူရပ်သွားမယ်ကိုကပြန်မဆဲသည့်အတွက်ကြောင့်ဆက်ပြီးတော့ကျွလွန်နေမှာမဟုတ်ဘူးလက်တောင်မှနှစ်ဖက်တီးမှအတန်မြေတာဖြစ်တယ်တစ်ဖက်တည်းဆိုရင်အတန်ထွက်မှာမဟုတ်ဘူးဒါကြောင့်မို့လို့ဆဲလို့အားရအောင်ဆဲသွားပါစေငါကတော့မင်းဆဲသမျှငါအတိမတ်ပြုဘူးရင်ထဲမှာအမှတ်မထားဘူးဆိုလို့ရှိရင်သူဆဲတာသူနဲ့ပဲသက်ဆိုင်တယ်ကိုနဲ့မဆိုင်တော့ကိုပစ္စည်းမဟုတ်လာတော့လက်မခံနဲ့လက်ဆောင်လို့သဘောထားပြီးဆဲတာကိုရင်ထဲမှာမှတ်မထားခြင်းဟာလက်မခံနဲ့လက်ဆောင်ပဲဖြစ်တယ်ဆိုတဲ့မြတ်စွာဘုရားရဲ့အသုံးအနှုန်းတိုင်းဘုန်းကြီးတို့တွေကိုယ်စိတ်ကိုထိန်းနိုင်ကြမလားအဲ့ဒီလိုထိန်းပြီးတော့စမ်းကြည့်ပေါ့ကိုကိုလာဆဲလို့ရှိရင်မြတ်စွာဘုရားကအတိမတ်မပြုနဲ့ကွယ်ငါနဲ့မဆိုင်ဘူးဆိုပြီးတော့ရှောင်တိန်နေလိုက်တဲ့စိတ်ထဲမှာအတိမတ်မပြုနဲ့အတိမတ်ပြုလိုက်ခြင်းဟာကိုလက်ခံရရောက်တယ်လို့ဟုတ်လို့ဆုံးမလား